ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ခန်းကုန် channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပြည်သက်တို့တဲထိတ်ရင်ဖို့ရတာတစ်မျိုးထုစေဖို့ဆက်ကြိုးဆွဲမဖဲဝါနဲ့တာတီးဆိုတဲ့ဇလန်းလေးကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဇလန်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးပြုလုပ်ပြီးဘေးနားက notification လောင်းလေးကိုနှိပ်ပေးခဲ့ကြပါအောင်ရှင်ဒါဆိုရင်တော့စတင်လိုက်ကြရအောင်နော်ပင်ကြိုပါစောတာတီတို့ရွာတွေမှာကဒလိရှိတယ်ဗျအလူပဲလှုပ်လို့မင်္ဂလာဆောင်ပဲဖြစ်ဖြစ်အတီးလေးအမှုတ်ကလေးပါမှာဗျဒါမှလည်းပိုးပြီးစီကားတာပြောရရင်တော့ကျုပ်တို့အညာသူအညာသားကအတီးအမှုတ်အကအခုံကိုဝါသနာထုံလို့ရှိမှာပေါ့ဗျာအခုလဲထနောင်းကုန်းအရှိပိုင်းကကိုမောင်မောင်ကြီးနဲ့မြောက်ပိုင်းကမတ်စိန်ကြီးတို့မင်္ဂလာဆောင်လေးဗျကိုမောင်မောင်ကြီးရောမတ်စိန်ကြီးရောမိဘတွေကလူချမ်းသာတယ်ဗျနှစ်ဖက်စလုံးမှာတောင်ယာတွေလက်ညှိုးထိုးမလွဲရှိတဲ့သူတွေဗျမင်္ဂလာဆောင်ဆိုတာစီလိုက်တာမှဗျာမင်္ဂလာဆောင်နေ့မတိုင်ခင်2ရက်လောက်ကလေးကထမင်းကျွေးနေတာဗျတကယ်ကိုအလူကြီးပေးနေတဲ့အတိုင်းပါပဲဗျာကျုပ်တို့ကာလာသားတွေလည်းဖက်ဖက်ကိုမောရိုပြိုးကိုမောင်မောင်ကြီးဆိုတာကလည်းလူချမ်းသာသားတာဆိုတဲ့မာနအရင်မရှိရှာဘူးဒီတော့လေရွာထဲကလူငယ်တွေကလှုပ်ခင်းကြတာပေါ့ဗျာအခုသူ့မင်္ဂလာပွဲဆိုတော့ကာလာသားငယ်ရောအလက်ရောအကြီးရောတယောက်မှမနေနိုင်ကြဘူးပေါ့ဗျာကိုမောင်မောင်ကြီးတို့အိမ်ကြီးရောမစိမ့်ကြီးတို့အိမ်ကြီးရောအကြီးကြီးတွေဗျာခေါင်းနှလုံးနဲ့နှစ်ဆောင်မြိုင်အိမ်ကြီးတွေဗျာနှစ်ထပ်အိမ်ကြီးတွေလေမစိမ့်ကြီးတို့အိမ်မှာလဲမိန်းမတွေပြည်လို့ဗျာကိုမောင်မောင်ကြီးတို့အိမ်မှာလဲကာလာသားတွေပြည်လို့ဗျာဘိတ်သိက်သွန်မဲ့ဆရာကလည်းမန္တလေးကနာမည်ကျော်ဘိတ်သိက်ဆရာကိုမှတက်ငှားထားတာဗျပြီးတော့ဖြောပြေဖို့ကြတော့လဲမန္တလေးကတီးဝိုင်းကိုငှားထားတာဗျအဲ့ဒီတီးဝိုင်းမှာဘင်းချိုအေးကိုပါလာတာဗျကျုပ်တို့ရွာသားတွေကဘင်းချိုအေးကိုရဲ့လက်တံကိုလွတ်ကြိုက်ကြတာဘင်းချိုအေးကိုကအတန်ကလည်းကောင်းစိုးပုံထိုးပေါက်ကလည်းတကယ်ကိုခံညားတာဗျကျုပ်လည်းဘင်းချိုအေးကိုဆိုတဲ့လူကိုလွတ်ကြိုက်တာဗျမင်လာပွဲမတိုင်ခင်ညမှာတီးဝိုင်းတီးတာသူတို့တီးဝိုင်းမှာကလူတော်တွေစုနေတာထင်ပါရဲ့ဗျဘင်းချိုမက်ဒလင်ဗမာဂီတာဒုံမင်းတယောပညာရှင်တွေမှစုံလို့ဗျဒါပေမဲ့ဘင်းချိုအေးကိုကတော့အကြော်ကြားဆုံးပေါ့ဗျအဲ့ဒီညကကိုမောင်မောင်ကြီးတို့ဝိုင်းထဲမှာတီးဝိုင်းကဖြောပြေးတာဗျကိုမောင်မောင်ကြီးတို့ဝိုင်းကလည်းအကျဲကြီးဗျကျုပ်တို့ရွာသားတွေရောဗန်ပွေးကုန်းရွာသားတွေရောဝိုင်းထဲမှာပြေးသိမ့်နေတာကျုပ်တို့ကာလာသားတွေကတော့ဂျိုင်းစိန်နဲ့မကြည့်ကြရပါဘူးဗျမနေ့ဖန်မင်္ဂလာဆောင်မှာကျွေးဖို့မွေးဖို့ချက်ပြုတ်နေရတာဗျကိုမောင်မောင်ကြီးတို့ဝိုင်းနဲ့တောင်ဘက်ကရဲ့ဝိုင်းကသူတို့ဘာဝေးဥငွေရရဲ့ဝိုင်းလေဗျဘိုးငွေရကြီးဝိုင်းထဲမှာချက်ကြပြုတ်ကြရတာဗျဘိုးငွေရကြီးဝိုင်းကလည်းကျေတော့ချက်ရပြုတ်ရအဆင်ပြေတာပေါ့ဗျအကျွေးအမွေးကြတော့ဝိုင်းနှစ်ဝိုင်းလုံးမှာမျှကျွေးရမှာဗျဘိုးငွေရဝိုင်းထဲမှာကနက်ဖြင်းထိုးထားတယ်ကိုမောင်မောင်ကြီးတို့ဝိုင်းထဲမှာလည်းကနက်ဖြင်းထိုးထားတယ်ဗျမင်္ဂလာဆောင်သားဆိုတဲ့အလူကြီးတစ်ခုလိုပါပဲဗျဝတ်သားတော်ကြီးတွေများနှက်ထားလိုက်တာဗျဤလိုဗျကျုပ်တို့ထနောင်းကုန်းကကိုချက်ကြီးဆိုတာအချက်ပြုတ်လွတ်ကောင်းတဲ့ဘိုးတော်ဗျကျုပ်တို့အနီးနားကရွာတွေမှာအလူတို့မင်္ဂလာဆောင်တို့ရှိလို့ကတော့ကိုချက်ကြီးကနာမည်နဲ့လိုက်အောင်ကိုချက်ပြီးသားပဲဗျအဲ့ဒီညကချက်ရင်းပြုတ်ရင်းဈေးလိတ်လေးဖွာရင်းနဲ့တီးဝိုင်းကအစိုးတီးတွေကိုနားထောင်ရတာပေါ့ဗျာညလေလောက်ရောက်မှဘင်းညိုအေးကိုရဲ့အလှည့်ရောက်တာဗျကောင်းလိုက်တဲ့ဘင်းညိုတန်များအတီးကောင်းတလောက်အစိုးလဲပိုင်းမှဗျဘင်းညိုအေးကိုရဲ့အတန်ကလည်းအတော်ကောင်းတာကလားဗျာဒါကြောင့်လဲနာမည်ကြော်ပေးတာပဲပြည်လာဖေရဲ့တက်ဝေကိုစတီးတော့တာပဲဗျဝိုင်းထဲမှာလက်ခုပ်တန်ကိုညံသွားရောဗျာမောင်အသွေးတွေမောင်သားတွေစေးပဲဝင်မာသလားဆိုတဲ့နေရာမှာတီးပြီးဆိုးလိုက်တဲ့အဆိုကလူတိုင်းရဲ့ရင်ထဲကိုဖောက်ဝင်သွားတာဗျကျုပ်တောင်ပါဇက်ကလိုက်ဆိုမိတာငါကောင်တာတီကဘင်းညိုကြိုက်တယ်မှတ်တယ်ကိုချက်ကြီးကပြောတာဗျလေးလေးချက်ကြီးလို့သာကျုပ်ကခေါ်တာပါတကယ်တော့အသက်40လောက်ရှိသေးတာဗျဟုတ်တယ်လေးလေးချက်ကြီးရဲ့ကျုပ်ကတူရိယာလေးထဲမှာဘင်းညိုတန်ကိုလွတ်ကြိုက်တယ်ကောင်းဗျအေးကြိုက်မယ်ဆိုလဲကြိုက်လောက်တာပေါ့ကွာဘင်းညိုကထူးခြားတဲ့တူရိယာကွာတာတည်းရတခြားတူရိယာတွေကလက်ကွက်ပါတယ်ဘင်းညိုကလက်ကွက်မပါဘူးကွာဟာဒါဆိုတီးတန်တွေကိုဘလို့တီးရတာတော့ဗျ
တီးတဲ့လူရဲ့နားနဲ့ခံစားပြီးတီးရတာကွာဆိုတဲ့လူရဲ့အတန်ကအနှိမ့်အမြင့်ကိုလိုက်ပြီးတီးရတာအတန်တွေကိုကိုယ်တိုင်နားထောင်ပြီးမှမှတ်ထားရတာလက်ကွက်မပါဘူးလေကွာပြီးတော့တီးတဲ့အခါမှလည်းလက်နဲ့တီးရတာမဟုတ်ဘူးလက်ခက်နဲ့ပဲတီးရတာအတန်တန်တီးဖို့ဆိုရင်အပေါ်အောက်32ချက်လောက်လက်ခက်ပြီးတီးရတာကွာတော်တော်ကိုလေ့ကျင့်ရတာပါကွာဟာဒါဆိုဘင်းညိုကတော်တော်ကိုခက်တာပဲလေးချက်ကြီးရဲ့ဟုတ်တယ်ကွာတာတရားပြီးတော့ဘင်းညိုမှာကကျိုးက၄ချောင်းနဲ့ပါတာအပေါ်2ချောင်းကအကြတန်တီးရတယ်ဖေတန်ပေါ့ကွာအောက်2ချောင်းကအတက်တန်ကွာညာတန်ပေါ့ကွာကျုပ်ထမင်းချက်ချန်ပီယံလေးချက်ကြီးကိုတစ်ချက်လှည့်ကြည့်မိတယ်ဗျဒီလူဘင်းချိုးချောင်းကိုဒီလောက်တီးနေတာအံ့ဩလို့ပြိုကိုချက်ကြီးကကျုပ်လိုပဲငကားသေးလေးတော်တော်ကြိုက်တယ်လူဗျငကားသေးပေါ်လေးကလေးတစ်လေးကိုအသစ်ညစ်ပြီးမြည်ညှအောင်ဖွာနေတာဗျလေးချက်ကြီးကဘင်းညိုအချောင်းကိုတီးလာကြည့်လားဗျဟာတာတီကလည်းဒီဟာသားလုံနေပြီးတော့ငါဘသူတူဆိုတာမင်းမသိဘူးလားကွာဗျာလေးချက်ကြီးကဘသူတူမို့ထုံးဟာဒီကောင်လေးငါကဘင်းညိုပါစောရဲ့တူကွာဟုတ်လားဘင်းညိုပါစောကိုကျုပ်တီးသားပဲဗျသူတီးတဲ့နန်းကြာညုံကြော်ကျုပ်ငယ်ငယ်က2ခါလောက်နားထောင်မှုပါတယ်ဗျအေးအဲ့ဒီနန်းကြာညုံကြော်ကယူရီးယားလေကွာငါဘာတွေဘင်းညိုပါစောကတချင်းခံတွေကျိုးတွေပတ်ပြိုးတွေထဲယူရီးယားကိုပိုးပြီးပိုင်နေကွာယူရီးယားတီးလို့ကတော့ဘာတွေကိုဖဲဘင်းညိုစရာမှမမီဘူးကွာဟောဟုတ်မယ်ဗျလေးချက်ကြီးကိုဘင်းညိုပါစောရဲ့တူးဆိုတာကျုပ်ကမသိတာပါဗျဘင်းညိုပါစောရဲ့နန်းကြာညိုကြော့ကိုတော့ကျုံနာထဲမှာထွက်ကိုမထွက်တော့တာဗျဒါတောင်တော်တော်ငယ်ကနားထောင်ရတာနော်အေးဘင်းညိုသမားဆိုတာရန်ဒါတီရှင်ကစတင်ပြီးတော့ကျိုးရီဖွဲရီတချင်းခံတွေပတ်ပြိုးယူရရဒါရီပိုင်ပြီးဆိုမှကာလာဘော်ကိုတီးကြတာကွာအခုတီးနေတဲ့ဘင်းညိုအေးကိုလည်းဒါရီပိုင်ပြီးလို့ကာလာဘော်တိတ်ကောင်းနေတာပေါ့ကွာဟုတ်မယ်ဗျဘင်းညိုအေးကိုကတက်ဝေပြီးတော့ဗရန်နီပြီးတော့ချစ်ရည်စင်ကျုပ်တို့ရသားတွေဆိုတာလက်ခုပ်တီးလိုက်ကြတာတဖြောင်းဖြောင်းနဲ့ပေါ့ဗျာနှုတ်နေပါအောင်လေးချက်ကြီးရဲ့ဒီလေးရဲ့ဘာတွေဘင်းညိုဘာချောဆိုတာမျက်စိမမြင်ဘူးဆိုဟုတ်တယ်ကွာငါဘာတွေကအသက်20လောက်ကတည်းကမျက်စိကွဲသွားတာနေပါအောင်လေးရဲ့ဘင်းညိုဘာစောကနောက်ပိုင်းစိတ်နှောက်ပြီးရွာကထွက်သွားတာဘယ်မှရှားလို့မရတော့ဘူးဆိုအေးထနောင်းကုန်းရသားတွေကတော့ဒီလိုပဲပြောကြတာကွာဒါပေမဲ့ငါဘာတွေကစိတ်မနှောက်ပါဘူးကွာစိတ်ကောင်းပါလေရွာကထွက်သွားတယ်ဆိုတာတော့ဟုတ်တယ်ကွာဘယ်မှာလိုက်ရှာလို့ကိုမတွေ့တော့တာမင်းစဉ်းစားကြည့်လေတာတီးရမျက်စိလုံးဝမမြင်တဲ့လူတယောက်ကဘလို့လုပ်ပြီးရွာကထွက်သွားမှာတော့ဟာဟုတ်သားပဲဗျလေးချက်ကြီးကဒါဆိုရင်ဘလို့ဖြစ်တာတော့ဗျငါတို့လည်းဒီနေ့အထိဘလို့မှမတွေးတတ်ကြပါဘူးကွာတချို့ကတော့ညဘက်ကြီးတယောက်ထဲထွက်သွားလို့ရင်ချောင်းမှာရေစီးနဲ့ပါသွားတာဖြစ်မယ်လို့ပြောချတာပေါ့ကွာဒါကတော့ကိုထင်ရမြင်ရမှန်တန်ပြောချတာနေမှာပေါ့ကွာဒါပေမဲ့သိကြတာကတော့ငါဘာတွေဘင်းညိုပါသောဒီနေ့အထိအိမ်ပြန်မရောက်လာတာသိကြတာပေါ့ကွာဘင်းညိုပါသောထွက်သွားတာဘယ်လောက်ရှိပြီတော့ဗျာ10နှစ်ကျော်ရှိပြီကွာအခုလောက်ဆိုရင်ငါဘာတွေသာရှိသေးအသက်60ကျော်ရောပေါ်တာတရားနေပါအောင်ဘင်းညိုပါသောကိုဂျပန်ခေတ်တုန်းကဂျပန်စစ်တပ်ကဖမ်းသွားဘူးလေဆိုလေးချက်ကြီးရဲ့ဘာတွေကအဲ့ထုံကမျက်စိကွယ်နေပြီလို့ငါကပြောတယ်ကွာဒီတော့ငါကအခါလဲလောက်ပဲရှိသေးတာလေတာတရားဂျပန်စစ်တပ်ကငါတို့ထနောင်းကုန်းရွာတဲ့ကိုဖျက်ပြီးချီတက်လာတာတဲ့ဟိငါဘာတွေကဂျပန်တွေရွာထဲဝင်လာတာလည်းမသိဘူးလေကွာဟင်းညိုကိုစိတ်ပါလက်ပါတီးနေတာဆိုပဲကွာဒီမှာရင်ဂျပန်စစ်ဘိုးကတိုးအင်ရှိဝိုင်းမှာရဲပြီးဘာတွေရဲ့ဘင်းညိုတန်ကိုတည်တည်ချာချာနားထောင်တာဟိဘာတွေကတော့မျက်စိမှမမြင်တာကွာဒါတွေဘလို့သိပါမလဲဘင်းညိုလဲရက်သွားရောဂျပန်ဘိုးကသူ့စစ်သားတွေကိုအမိန်ပေးလိုက်တာစစ်သားတွေကအိမ်မော်တဲပြီးဘာတွေကိုဆွဲခေါ်သွားရောတဲ့ဟိဘာတွေကလည်းသူ့ဘင်းညိုကြီးကိုဖေးချပြီးလိုက်ဖို့လို့တော့ဂျပန်ဘိုးကဂျပန်လိုပြောတယ်ဆိုပဲကွာဒီမှာရင်ဂျပန်စစ်သားတွေကဘာတွေရဲ့ဘင်းညိုကြီးကိုကယူသွားကြရောတဲ့ဟိအဲ့ဒီဂျပန်တက်ကနောက်ဘက်ကရိုးမပေါ်မှာတက်ဆွဲပြီးအကြာကြီးနေသွားတာတဲ့ကွာ3လလောက်ကြာတော့ငါဘာတွေကိုလှဲတန်းတီးတီးနဲ့တင်းပြီးပြန်ပိုးလိုက်တယ်ဘာတွေကိုဂျပန်ဖက်ဆက်တွေရောစားစရာတောက်စရာတွေအင်ကြီးချုပ်ဖို့ပိတ်အုပ်တွေပေးလိုက်တာမနှဲဘူးလေဟာတော်သေးတာပေါ့ဗျာနေပါအောင်လေးချက်ကြီးရဲ့
ဘာတွေကိုဂျပန်ကဘာလို့ဖို့ဖမ်းသွားတာတုံးဗျဘင်းညိုတီးဖို့လေဟေးညာဆိုရင်ဘာတွေကဘင်းညိုတီးပြရတယ်တဲ့ကွာဖြစ်ချင်တော့ဂျပန်စစ်ဗိုလ်ကလည်းဘင်းညိုတက်တယ်ဆိုပဲဘာတွေပြန်လာတော့ဂျပန်စကားနည်းနည်းပါတက်လာတယ်ပြီးတော့ဂျပန်တချင်းတပုတ်နှစ်ပုတ်လဲဘင်းညိုနဲ့တီးတက်လာတယ်တဲ့ကွာပြီးတော့ဂျပန်ဘိုးကစာတစ်စောင်ရေးပေးလိုက်တယ်တဲ့ရွာထဲကိုဂျပန်တက်တွေဝင်လာရင်ဒီစာကိုပြလိုက်လို့မှားတဲ့ဟုတ်လားဟာမဟုတ်တာဗျကျုပ်ကြားဦးတဲ့အုံးမင်တက်လက်မှတ်ရတဲ့လူဆိုတာတဲ့သိုးနေမှာပေါ့ဗျာမဟုတ်ဘူးကွာဂျပန်စစ်တပ်နဲ့ပါလာတဲ့ဂျပန်စကားပြန်နေပြောတာကဖင်းညိုပါတော့ဟာသူ့မိတ်ဆွေပါဖာစောတို့ရွာကိုဒုက္ခမပေးကြပါနဲ့လို့ရေးထားတာတဲ့ဟေးဟာဒီစာကိုဂျပန်စစ်သားတွေကိုပြပူးသေးလာပြလေးလေးချက်ကြီးရဲ့ဟာပြပူးပါပြီလားကွာဘာတွေကိုဂျပန်တပ်တွေဝင်လာတိုင်းဘာတွေကဒီစာကိုပြတာတဲ့ဟေးအဲ့ဒီစာကိုတွေ့တဲ့ဂျပန်စစ်ဗိုလ်တိုင်းကစာကိုအလေးပြုသွားတာကြီးပဲတဲ့ကွာနောက်မှငါတို့အဖတွေသိကြတာကဒီစာကိုရေးပေးထားတဲ့သူကသူတို့ရဲ့ဘိုးချုပ်ကြီးဆိုပဲကွာဒါကြောင့်လေအောက်မှာထိုးထားတဲ့လက်မှတ်နဲ့တစိမ့်တုံးကိုမြင်တိုင်းအလေးပြုကြတာပေါ့ကွာဟာကောင်းလိုက်တာဗျာဒါဆိုဘင်းညိုပါစောကိုခေါ်သွားတာဂျပန်ဘိုးချုပ်ပေါ့အေးဟုတ်တယ်ငါဘာတွေဘင်းညိုပါစောရဲ့ကြီးသူကြောင့်ထနောင်းရွာလေးဟာဂျပန်ချွေးတက်လုံးဝအစွဲမခံရသလိုဂျပန်စော်ကားမော်ကားလောက်တာလဲလုံးဝမခံကြရဘူးတဲ့ကွာအေးဗျာလေးလေးရဲ့ဘာတွေဘင်းညိုပါစောကိုကျုပ်ကြားရုံနဲ့တင်လွမ်းလိုက်တာဗျာကျုပ်ကဒီเจ้าနေအခုလိုမသိခင်တော့ကရွာထဲမှာကြားတယ်လို့ပဲဘင်းညိုပါစောဟာစိတ်နှောက်သွားတယ်လို့ထင်တာဗျအေးသူတို့ထင်တာလဲမလင်ဘူးလေကွာဒါတည်းငါတို့ကိုယ်တိုင်လဲပထမတော့ဒီတိုင်းပဲထင်ကြတာသူပျောက်သွားတော့မှဘာတွေမယူဘူးဆိုတာသိကြတာကွာဗျာဘလို့ဗျာလေးလေးချက်ကြီးရဲ့ဒီလိုဟေးဘာတွေမပျောက်ခင်6လောက်ကြတဲ့ကဘာတွေကငါတို့ကိုပြောတယ်ညဆိုရင်လူ2ယောက်3ယောက်ရောက်လာပြီးသူ့ပခုံးကိုဖက်ကနေပုတ်လိုက်တာလေကွာအဲ့ဒီလိုပုတ်လိုက်ရင်သူ့စိတ်တွေကဘာမှမသိတော့ပဲအဲ့ဒီလူတွေပြောတဲ့အတိုင်းနာခံတော့တာပဲတဲ့ကွာဒီလူတွေကဘာပြောလို့တော့သခင်မရဲ့အမိန်သားပါတယ်ဘာသောအခုချက်ချင်းလိုက်ခဲလို့ပြောတဲ့ပြီးတော့ဘင်းညိုပါလူခဲ့ရမယ်လို့ပြောတယ်တဲ့ဘင်းညိုပါထမ်းပြီးအဲ့လူတွေနဲ့လိုက်ရတော့တာတဲ့ဟေးထူးခြားတာကဒီလူတွေလာရင်တရွာလုံးအိမ်ပေါ်ကျသွားပြီးခွေးတွေတောင်အိပ်ပျော်သွားကြတာဆိုပဲဘယ်ကိုလိုက်သွားရတာတုံးဗျဘာတွေပြောတာတော့နန်းတော်ကြီးတစ်ခုလို့ပြောတာပဲကွာဒါတရားမိုးဝါကြီးတစ်ခုကိုရောက်ရင်သူ့ကိုလာခေါ်တဲ့လူတယောက်ကတကားဖွင့်သေးလို့အမိန့်ပေးတဲ့အဲ့ဒီအချိန်မှာအတွင်းကတကားမင်းလုံးကြီးကိုမှားပြီးဖွင့်တဲ့အတန်ကြားရတဲ့သူ့ကိုဟိုလူတွေကအဲ့ဒီတကားပေါက်ကနေခေါ်သွားပြီးဥယျာဉ်ကြီးတစ်ခုကိုဖျက်သွားရတယ်တဲ့ကွာပြီးရင်တကားကြီးတစ်ခုဝါမှာရဲပြီးခေါ်လာတဲ့လူတယောက်ကဘင်းညိုပါတော့ကိုခေါ်လာပါပြီလို့အော်လိုက်တဲ့အထက်ကတကားဖွင့်တန်းတွေခြေတန်းတွေကြားလိုက်ရပြီးတကားကြီးပွင့်သွားရောတဲ့ဟိပြီးရင်ခေါ်လာတဲ့လူတွေကဘာသောမင်းသူတို့နဲ့လိုက်သွားတော့ဘာမှမကြောက်နဲ့ကြားလာလို့ပြောပြီးလွှတ်ထွက်သွားတယ်တဲ့ကွာအထက်ကထွက်လာတဲ့သူတွေကသူ့ကိုတယောက်တစ်ဖက်ဆွဲပြီးအတွင်းကိုခေါ်သွားတဲ့သူ့ကိုအတွင်းကစီးခေါ်တာမိန်းမတွေတဲ့ဟိမွေးကြိုင်နေတာဆိုပဲအခန်းကြီးကအကျဲကြီးဖြတ်လျှောက်တာတဲ့ကွာပြီးတော့သူ့ကိုအဝတ်နဲ့ချုပ်ထားတဲ့ဖုံတစ်ခုမှထိုင်ခိုင်းနေတဲ့အခန်းကြီးကအေးများပြီးမှုှကြိုင်နေတာဆိုပဲဘာတွေစိတ်တွေဟာကြည်လင်းပြီးပျော်မြူးသွားတာပဲတဲ့ဟိဖာစောငယ်တင်းမကြောက်မြော်မှာနဲ့တင်းရဲ့လက်တန်းနဲ့တင်းရဲ့ရိုးတရားတချင်းတန်တွေကိုတခင်မကြားကျင်တဲ့အတွက်အခုလိုခေါ်ရတာပါဖာစောငယ်တခင်မအကောင်းဆုံးဖြော်ပြပါပြီးရင်အိမ်အရောက်ပြန်ပို့ပေးပါမယ်သူ့တော်လက်တော်တွေလည်းတခင်မကချီးမြှင့်မှာပါအဲ့လိုအမိန့်ရှိတယ်ကွာဘာတွေလဲဘယ်ရောက်နေမှမသိပေမဲ့တီးဟန်နဲ့ဟန်နဲ့ပြောစီတာတွေကြတော့တော်တော်ကိုအံ့ဩပြီးသခင်မကိုဖြော်ပြရတာဟိနန်းကြာညိုကြော့ကစားပြီးရိုးတရားအလုံးအတီးတွဲလို့ဖြော်ပြရတာတဲ့ဟိသခင်မကတော်တော်ကြာအောင်ဖြေဖြော်ပြီးတော့မှရွှေတင်းကသုံးပြသူ့ချပြီးအိမ်အရောက်ပြန်ပို့ခိုင်းတဲ့ဘာတွေကဒီအကြောင်းတွေငါဘာကိုပြန်ပေါ်ပေမဲ့ငါဘာကမယုံဘူးကွာမင်းဟာကအိမ်မက်မက်တာထင်ပါတယ်ဘာစောရဲ့သွေးလီချောက်ချရင်ဒီလိုအိမ်မက်မျိုးကိုမတ်တက်တယ်ကွာလို့ပြောတာဟိနှုတ်နေပါအောင်လေးလေးချက်ကြီးရဲ့လေးလေးတို့ကိုရွှေထင်းကားတွေရောမပြဘူးလားဟာမပြဘူးကွာသူ့တခင်မကဘသူကိုမှမပြရဘူးလို့မှားလိုက်လို့တယ်ဟိဟောအဲ့ဒီတော့လည်းဘသူမှမယုံကြဘူးပေါ့ကွာနောက်တော့ဘာတွေကဒီအကြောင်းတွေတိတ်မပြောတော့ဘူးကွာဒါပေမဲ့ငါစိတ်တင်ဘာတွေညာဘက်မှာမ
ကြဒီကိုသွားတယ်တင်နေကွာဟင်ဘာဖြစ်လို့တော့ဗျသူထားသွားတာကိုလေးလေးမြင်လိုက်လို့လားဟာဒီလိုတော့မမြင်ဘူးကွာငါမှမဟုတ်ဘူးဘသူမှမမြင်ဘူးငါပြောတာကဒီလိုကွာဘာတွေပျောက်သွားပြီလုံးဝပြန်မလာတော့မှသူ့တစ်တာကိုငါဘာကဖွင့်ကြည့်တာဒီမှာရင်ရှေးဟောင်းရွှေတင်းကားတွေအပြား30လောက်တွေ့ရတယ်ဟာဟုတ်လားဗျအေးအဲ့ဒါကြောင့်ငါတို့လဲဝိုင်းသစ်ဝဲပြီးအင်ကြီးအိမ်ကောင်းတွေဘာတွေစောင့်နေတာပေါ့ကွာဟောဒီလိုလားရွာထဲကလူတွေကဘင်းညိုပါဆိုစိတ်နှောက်သွားတယ်လို့ဆိုတာကဘာကြောင့်ပြောကြတာတော့အဲ့ဒါကဘာတွေပြောင်းမသွားခင်ကသူ့အဲ့ဒီနန်းတော်ကြီးမှာညဘက်သွားပြီးတခင်မကိုဘင်းညိုနဲ့ဆိုပြရတဲ့အကြောင်းရွာထဲကလူတယောက်စာနှစ်ယောက်စာပြောလို့ထင်ပါတယ်ကွာအဲ့ဒီလူတွေကလည်းငါတို့လိုပေါ့ကွာမယုံကြဘူးပေါ့ဒီတော့ရွာထဲမှာတိုးတိုးတိတ်တိတ်ပြောကြတာဖြစ်မှာပေါ့ကွာဘာတွေယူနေပြီဘာညာပေါ့ဒါကြောင့်ဘာတွေယူနေတယ်လို့သတင်းနေရွာထဲပြန်နေတာပေါ့နောက်ဆုံးငါဘာတွေကလည်းတကယ်ပျောက်သွားတော့စိတ်နှောက်ပြီးຢာကထပ်သွားတာလို့ပြောကြတော့တာပေါ့ကွာဘာတွေမယူဘူးဆိုတာကိုတော့ဘာတွေရဲ့ရွှေတင်ကားပြားတွေရတဲ့ငါတို့မိသားစုပဲသိကြတာပေါ့ကွာဒါပေမဲ့ဒီအကြောင်းတွေငါတို့ကလည်းလူတွေကိုပဲပြောမှာတော့ကွာဒီတော့ဘာတွေစိတ်နှောက်ပြီးထွက်သွားတဲ့အတိုင်းပဲထားလိုက်ရတာပေါ့ကွာကျုပ်လည်းဘင်းညိုပါသောအကြောင်းကိုအခုမှသိရတော့တယ်ဗျဒီချစ်တီးကတော်တော်ကိုစိတ်ဝင်စားစရာကောင်းတာပဲဗျဘင်းညိုအေးကိုကပြေးတဲ့ရဲ့တောင်းဆိုမှုကြောင့်သက်ဝေတချင်းကိုတစ်ခါထပ်ပြီးဆိုတီးပြတယ်ဗျအဲ့တော့တီဝိုင်းလဲတိမ့်သွားတယ်ည2 နာရီကျော်လောက်ရောက်နေပြီလေဗျနောက်နေ့ကျတော့မင်္ဂလာပိတ်သိသွန်းတီဝိုင်းကလည်းမင်္ဂလာတချင်းတွေတီးချမှုတ်ကြအိုးစီလိုက်တဲ့မင်္ဂလာဆောင်ဗျပြီးတော့အကျွေးမွေးကလည်းတော်ယုံတန်ယုံအလူများဒီမင်္ဂလာဆောင်ကိုဘဲမိပါမလဲဗျကျုပ်ဖြင့်ဘဲမှကိုမသွားတော့ပဲအိမ်မှာပဲနားနေတာ2 ရက်တောင်ရှိပြီဗျဒီနေ့လဲအမေချက်တဲ့ခြံတီကိုဟင်းရွက်စုံကြော်လေးရဲ့လက်မှတ်ချင်းတုတ်ကလေးရဲ့သမင်း2 ပတ်ကန်လောက်စားပြီးဝိုင်းထဲမှာမကြီးပင်ကြီးအောင်မှာတစ်သားကိုပစ်ကလေးကိုပစိုးဟောင်းလေးနဲ့ခါလိုက်တယ်။ရွေးဆိုတော့ကျုပ်တို့အညာမှာလှုပ်ဖုံထတာဗျာ။ကျုပ်ကောင်းအောင်နေကြဝဘိုးချမ်းများလေးပေါ်မှာပစိုးဟောင်းလေးထည့်ခါပြီးခင်းလိုက်တယ်။မကားဆွေးပိုးလေးကလေးကိုဓနုပြူတော်ကြီးမိကက်ကလေးနဲ့ခတ်ပြီးညှင်းညှိလိုက်တယ်။ငကားသေးပိုးလေးကလေးကို2 ခွာ3 ခွာလောက်ခွာပြီးမျက်စိကမဖွင့်နိုင်တော့ဘူးပြော။ကျုပ်လဲစီးပိုးလေးကလေးကိုပြာကန်ခွက်ကလေးတွေချထားလိုက်တယ်။ဝဘိုးချမ်းပေါ်မှာခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားတာပါပဲဗျာ။တာတီဆရာပိုးကိုနင်းလိုက်ပြီးကူညီလိုက်ပါ။မဖဲဝါရဲ့အတန်ကြီးဗျကျုပ်ကြားလိုက်တာ။အတန်မဲကြားရတာဗျ။မဖဲဝါကိုကျုပ်မြင်ရတာမဟုတ်ဘူး။တာတီဆရာပိုးကိုနင်းလိုက်ကူညီလိုက်။ဟောကြားပြန်ပြီ။ကျုပ်ဟိုကြည့်တီကြီးနဲ့လိုက်ရှာကြည့်တယ်။ဘသူ့ကိုမှမတွေ့ဘူးဗျ။အတန်ကတော့မဖဲဝါရဲ့အတန်စစ်ပဲဆိုတာကျုပ်သိတယ်။တာတီဟိတ်ကောင်တာတီဟာဒီကောင်ဇင်းယူနေတာကိုကျုပ်ဖြက်ခနဲ့လန့်လို့သွားတယ်ဒီတော့မှနေခင်းကြောင်တောင်ကျုပ်အိမ်မက်မက်နေတာကိုသိတော့တာဗျဝိုင်းဝါကိုလှမ်းကြည့်လိုက်တော့ဝါဘက်ကမောက်ကလေးစောင်းပြီးရက်နေတာချော်ရင်းကုန်းကကိုကြီးသိမ်းမောင်ဗျအရက်ကြီးကကလန်ကလားကြီးနဲ့သွားဖွေးသားနဲ့ကျုပ်ကိုရဲချဲချဲနဲ့ကြည့်နေတာဗျကျုပ်လည်းတစ်သားကိုဖြစ်ပေါ်မှာလူးလဲထားလိုက်ပြီးကိုကြီးသိမ်းမောင်လာလေဗျခင်ဗျကျုပ်အိမ်လာတာကိုဧည့်သည်လုံနေရသလားဗျကိုကြီးသိမ်းမောင်ကတကယ်လူရိုးကြီးဗျအသက်30လောက်ရှိပြီအိမ်အောင်လည်းမပြူဘူးမိဘတွေရာမှာပဲအလုပ်လုပ်တာညီကို2 ယောက်ရှိတယ်ဗျသူ့ညီကလည်းကိုသိန်းဆောင်နဲ့သူ့ထဲ3 နှစ်လောက်ငယ်တယ်ကိုသိန်းဆောင်လည်းသူ့လိုပဲလူရိုးကြီးပါပဲဗျအလုပ်တော့လှုပ်လှုပ်တဲ့လူတွေပြိုးအတောက်စားလောင်းကစားကလည်းကင်းကြတယ်ဗျရဲကျိုးရွာကျိုးကလည်းအလွန်လှုပ်တဲ့ညီကိုတွေဗျချောတင်းကုန်းသားတွေထဲမှာကိုကြီးသိန်းမောင်တို့ညီကိုကတကယ်ကိုလူယိုသေးရှင်းယိုသေးပါပဲဗျကျုပ်ခေါ်လိုက်တော့ဝိုင်းထဲကိုခြေလှမ်းချဲကြီးတွေနဲ့လှမ်းဝင်လာတာဗျကိုကြီးသိမ်းမောင်ကုန်းချောင်းလာတာလားလဲမပါခဲ့ဘူးလားမပါဘူးတာရီကငါကုန်းချောင်းပဲလာခဲ့တာနွားမအားလို့လားအေးကွာသိမ်းဆောင်ကဒီနေ့အစောကြီးကလေးကထားပြီးစီကျိတ်နေတော့နွားတွေပင်ပန်းနေတာနဲ့လဲမကောက်တော့ဘူးကွာဒီတိုင်းပဲရှောက်ခဲ့တော့တယ်ကျုပ်ကအိမ်မော်တက်ပြီးရွှေနေပန်းနဲ့လက်ဖက်အုပ်ကလေးယူလာခဲ့တယ်ကျုပ်တို့အညာအိမ်တွေကတော့လက်ဖက်တို့မြေပဲကျော်တို့ဆိုတာပြက်တယ်လို့မရှိပါဘူးဗျကိုကြီးသိမ်းမောင်ကိုငကားသေးပေါ်လေးအစ်စ်ကလေးတစ်လေးကိုမင်းညိပြီးထည့်လိုက်တယ်ကိုကြီးသိမ်းမောင်ကသေးလေးကလေး3 4 ပွားဖွာပြီးချထားလိုက်တယ်ပြီးတော့ကျုံငှဲ့ပေးထားတဲ့ရင်းနှီးချမ်းပူပူကလေးကိုဟူးကနေမှုတ်ပြီးကြိတ်ချလိုက်တယ်လက်ဖက်တစ်စုံလဲခတ်ပြီးစားတယ်ဒီလိုဟေးတာတေးရငါတို့အိမ်မှာဆရာကြီးတယောက်ရောက်နေတယ်ကွာဟမ်ဘယ်ကဆရာကြီးတုံးဗျဆေးဆရာလားငါတို့ပငယ်ငယ်ကအကာခွဲဆေးတွေထိုးပေးတယ်ဆရာလို့ပြောတယ်ကွာကိစ္စလေးတစ်ခုရှိလို့ရောက်လာတာတဲ့ဆ
ရာကြီးကအသက်80လောက်ရှိပြီကွာဒါပေမဲ့တော်တော်ကိုတန်တန်မာဖြက်လဲရှိတယ်ကွာအခုငါပါစီကိုရောက်လာတာကကိစ္စတစ်ခုရှိလို့တဲ့ဟိဘာကိစ္စများတော့ကိုကြီးသိမ်းမရဲ့တိုက်တူးမလို့တဲ့ကွာဗျာတိုက်တူးကိုဟုတ်လားမဖြစ်နိုင်တာဗျာဖြစ်နိုင်တယ်ကွာတာတေးရဒီဆရာကြီးကတီလာတမာရီအတော်ရှိတာသူများအသွေးသားကိုလုံးဝမစားဘူးကွာတက်လွန်နဲ့ကျင့်စဉ်ဝင်နေတာနှစ်ပေါင်းမနှဲတော့ဘူးဆိုပဲကွာအခုသူတိုက်တူးမယ်ဆိုတာကလည်းတိုက်ထဲကပစ္စည်းဥစ္စာတွေကိုလိုချင်တက်မဲ့လို့မဟုတ်ဘူးကွာဒါဖြင့်ဘာလို့တူးမှာတော့တိုက်ထဲကရွှေပရပိုက်ကိုဖတ်ချင်လို့တဲ့ကွာသူပညာအဆင့်တက်ဖို့အတွက်အဲ့ဒီတိုက်ထဲကရွှေပရပိုက်ကိုဖတ်ရမှာဖြစ်မှာတဲ့ကွာဟာအဲ့ဒီရွှေပရပိုက်ကိုယူလို့ရပါမလားဗျာကိုကြီးသိမ်းမရဲ့မဟုတ်ဘူးကွာဒါတေးရဆရာကြီးကအဲ့ဒီရွှေပရပိုက်ကိုယူမှာမဟုတ်ဘူးကွာဒီမြာမာရင်ဖတ်ပြီးတာနဲ့တိုက်ထဲကပြန်ထွက်မှာဒါတေးရတိုက်ထဲကပစ္စည်းကိုအတူတစ်ချောင်းတော့မယူဘူးတဲ့ကွာဩဒီလိုလားအေးအဲ့ဒီနေရာမှာသူ့နောက်လိုက်တပည့်တယောက်လိုချင်လို့တယ်ကွာအဲ့ဒီတပည့်ကတက်တီကောင်းရမယ်ပြီးတော့လောဘစိတ်ရှိတယ်လို့မဟုတ်ရဘူးတဲ့ကွာဆရာစကားကိုနားထောင်နေသူဖြစ်ရမယ်တဲ့ကွာဆရာကြီးပြောတော့ငါကမင်းကိုတန်းမြင်တာဟေးသိန်းဆောင်ကလည်းအဲ့လိုလူဟာဒီနယ်မှာတာတီတယောက်ပဲရှိတယ်ကွာအကိုကြီးရာလို့ပြောတယ်ဟောကျုပ်ကအဲ့ဆရာကြီးရဲ့တပည့်လို့ပြီးတိုက်ထဲဝင်လိုက်ရမယ်ဆိုတော့ဗျာအေးဟုတ်တယ်တာတီอ่ะတာတီဆိုတဲ့ကျုပ်ကလည်းဒီလိုထူးထူးဆန်းဆန်းကိစ္စတွေဆိုရင်ဘယ်တော့မှလက်လို့ယူထုံတယ်မရှိဘူးလေဗျာအဘနဲ့အမေကိုပြောပြပြီးကျုပ်ကိုကြီးသိမ်းမောင်နဲ့တခါတည်းလိုက်ခဲ့တယ်လမ်းရောက်တော့မှကျုပ်ကကိုကြီးသိမ်းမောင်ကိုမိမိရဗျာမိပေါင်းပြကိုကြီးသိမ်းမောင်ရဲ့အဲ့ဒီဆရာကြီးရဲ့နာမည်ကဘသူတဲ့တော့ဆရာဖိုးတယ်ဗျဟာဆရာဖိုးဟုတ်လားကိုကြီးသိမ်းမောင်ကျုပ်တန်းတော့မေးလိုက်တော့ကိုကြီးသိမ်းမောင်ကအံ့ဩပြီးကျုပ်ကိုကြည့်တယ်မင်းသိလို့လားတာတီမသိပါဘူးဗျာစောကအိတ်နေတော့ကအိမ်မက်ထက်မှာမတ်ဖဲဝါကကျုပ်ကိုနှစ်ခါတောင်ပြောတာဗျာဟေးမတ်ဖဲဝါဟုတ်လားမတ်ဖဲဝါကဘာပြောလို့လဲဆရာဖိုးကိုလိုက်ပြီးကူညီလိုက်ပါတယ်ဗျဟေးဟုတ်လားတာတီထူးဆန်းလာကြည်လားကွာဆရာဖိုးဆိုတာဖြူးဖြူးတဲ့သွဲဗျဥပရိယုတ်ကတော်တော်ကိုခံရတဲ့ပုဂ္ဂိုလ်ပါဗျာဒီလားတမာရီအပြည့်ရှိတဲ့ပုံပဲဗျအဲ့ညမှာဆရာဖိုးကကျုပ်ကိုအင်းသုံးချက်ပေးတယ်ပထမအင်းကငကားတွေလာရင်ပြည့်ရမယ်တဲ့ဒုတိယအင်းကဂလုံးတွေလာရင်ပြည့်ရမယ်တဲ့ဗျတတိယအင်းကတော့သက်ဆောင်အင်းဆိုပဲအင်မတန်လိုအပ်မှပြည့်ရမှာတဲ့ဗျချော်ရင်းကုန်းအနောက်ဘက်ကိုဆရာဖိုးနဲ့ကျုပ်ထွက်လာခဲ့ကြတယ်ည10 နာရီတိဗျလာရောင်ဖြော့လေးကရာခင်းတွေကိုအလင်းရောင်ဝါလေးကျနေတယ်ရာခင်းကြီးတစ်ခုတည်းကိုရောက်တော့ဆရာဖိုးကရက်လိုက်တယ်ရာတော့ဆက်မှာပေါက်နေတဲ့ထမ်းပင်တွေထနှောင်းတွေတမုံးပင်တွေအင်ထားကိုအကဲခတ်ကြည့်တယ်ဒီနေရာပဲကွာမောင်တာတရားကဲမင်းနောက်ကိုနည်းနည်းစုံနေဆရာတိုက်ကိုအမိန်ပြန်ပြီးအင်းပစ်တော့မယ်ကျုပ်ကနောက်ကိုနည်းနည်းစုံနေလိုက်တယ်ဆရာဖိုးကဂါထာတွေမန်းတန်းတွေရိုးပြီးအမိန်တော်ပြန်တယ်မိန်ပြန်ပြီးတာနဲ့လက်ထက်ကအင်းနဲ့ပစ်လိုက်တယ်ဝုန်းဆိုတဲ့အတန်ကြီးနဲ့ဘွားကနေပေါ်လာတာကနန်းဆောင်ကြီးဗျရှိမှဝင်းတိုင်းအမြင့်ကြီးနဲ့ကနုတ်ပန်းတွေဖော်ထားတဲ့တကားကြီးနှစ်ချက်ပဲလို့ဆရာဖိုးကဗဇက်ကမန်းတန်းတွေရိုးပြီးနောက်ထပ်အင်းတစ်ချက်နဲ့ထပ်ပစ်လိုက်တယ်ဝုန်းကနေတကားကြီးနှစ်ချက်ကပွင့်သွားတာပြို့ဆရာဖိုးကကျုပ်ကိုခေါင်းငင်ပြီးခေါ်တယ်ရှိကနေဝင်ချသွားတယ်ကျုပ်လည်းနောက်ကလိုက်ရတာပေါ့ဗျာဟာစစ်တီတွေပြေးထက်လာပြီဖြို့လန့်တွေဓားတွေတဝင်းဝင်းနဲ့ဗျာတရားစရာကောင်းလိုက်တာဟောဆရာဖိုးကအင်းနဲ့ပြစ်ပြီးဖြို့တရွှီရွှီနဲ့ဒီတစ်ခါပြစ်တဲ့အင်းကအတန်မြည်ပြီးဝင်းကနေနဲ့ပြန်နေတာဖြို့အရှိအနောက်တောင်မြောက်အရက်လေးမျက်နှာကိုလှစ်ခနဲ့ပြေးနေတာဟောဆရာဖိုးကအင်းကိုပြန်ဖမ်းပြီးယူလိုက်တယ်ဟာပြေးထွက်လာတဲ့စစ်သား20လောက်ပြေးလာတဲ့ပုံစံအတိုင်းကြောက်ရွံ့လေးတွေလိုငြိမ်သွားတယ်ဗျို့ချုပ်ဖြစ်တက်နဲ့တကူဒီတစ်ခါပဲမြင်မှုတာပါဗျာဆရာဖိုးကရှေ့ကခတ်သွတ်သွားတယ်ကျုပ်ကသူ့နောက်ကခတ်တုတ်လိုက်ရတာပေါ့ဗျာဆရာဖိုးကလည်းသီးလွယ်ကြီးတစ်လုံးဆက်လွယ်ဆိုင်လွယ်လို့ဗျာကျုပ်တို့ဆရာတပည့်ဥယျင်ကြီးတစ်ခုကိုဖျက်ပြီးလျှောက်တယ်နန်းဆောင်ကြီးတစ်ခုရှိကိုရောက်လာတယ်ရွှေရောင်တကားကြီးတစ်ချက်ပိတ်လို့ဗျဆရာဖိုးကလှစ်ခနဲ့အင်းတစ်ချက်ပြစ်သွင်းလိုက်တယ်ဝုန်းကလေးနဲ့ဟောတကားကြီးပွင့်သွားပြီပြီးထွက်လာကြပြီမင်းကလေးတွေကြီးပဲဗျအားလုံးချောလှလေးတွေကြီးပဲဒါပေမဲ့အားလုံးဓာတ်တွေဝင်ပြီးပြေးလာကြတာမျိုးဝတ်ထားတဲ့အဝတ်စားတွေကလည်းအယောင်မျိုးစုံဗျရှိခေတ်ကအဝတ်ပုံစံတွေပဲပေါ့ဗျာတရွှီနဲ့ဟောလင်းလိုက်တဲ့ဆရာဖိုးဗျာအင်းပြစ်လိုက်ပြီဗျာဒါစောကအင်းပဲပြို့အရက်လေးမျက်နှာကိုဝင်းကနေလှစ်ခနဲ့ပြေးနေတာဗျအားလုံးငြိမ်သွားတော့ပြေးလာတဲ့ပုံအတိုင်းကြောက်ရွံ့တွေပဲဖြစ်သွားတာဗျဆရာဖိုးအဲ့ဒီမိန်းကလေးတွေကိုကြောပြီးတုတ်နဲ့ဝင်သွားတယ်
သူသွားတဲ့နေရာကိုကျုပ်လှမ်းကြည့်လိုက်တော့ရွှေကလတ်နဲ့တင်ထားတဲ့ရွှေပရပိုက်ကြီးတစုလက်စတက်တော့ဆရာဖိုးလှရှာတာဒီပရပိုက်ကြီးကိုဆရာဖိုးကအပြေးလွှားသွားပြီးပရပိုက်ကြီးဘေးမှာယူသေးသေးကြုံလေးထိုင်းပြီးဖတ်တော်တာပဲပြို့ကျုပ်လက်ရောက်ပြီလေဆရာဖိုးပေးထားတဲ့အင်းတွေကိုအစင်တိုင်းထပ်ပြီးကျုပ်ကိုင်းထားတယ်ဘေးဘီကိုလည်းကျုပ်လှက်ပတ်ကြည့်နေရတယ်ကျုပ်ပေါ်စားလို့မဖြစ်ဘူးဗျဆရာဖိုးရဲ့အသက်ကကျုပ်လက်ထဲမှာရှိနေပြီလေဗျာပြောရရင်တော့ကျုပ်အသက်လည်းပါတာပေါ့ဗျာတရှိနဲ့နောက်ဘက်ကမြေကြီးမွေကြီးတွေထွက်လာပြီအောင်မလေးဗျာဗပြင်းကြီးတွေခွက်လို့ဗျာကြောက်စရာကြီးတွေဗျာဘယ်နှကောင်မှန်းအောင်မသိပါဘူးဗျာရွှေပရပိုက်ကြီးတွေဆိုတဲကြီးမဲကြီးဖတ်နေတဲ့ဆရာဖိုးကတော့ဘာကိုမှသိပုံမပေါ်ဘူးဗျာကျုပ်သာချွေးသည်ချွေးပေါက်တီကြာနေတာပြို့ကျုပ်ရှိကိုတလန်းတိုးလိုက်တယ်ဆရာဖိုးကငကားလာရင်ပြစ်ဖို့ဆိုပြီးအင်းပေးထားတာဗျာအခုတော့ငကားမလာပဲမွေတွေလာတာဘာပဲဖြစ်ဖြစ်မွေလဲငကားပဲပေါ့ဗျာကဲကွာကျုပ်ပြစ်ပြီးပြို့အင်းနဲ့လှမ်းပြစ်လိုက်ပြီဟုံးကနေမီးကိုလုံးကြီးထားပြီးမွေတွေလည်းပျောက်သွားပြီယောကျုပ်လည်းတော်တော်ကိုအားတက်သွားတာဗျာဆရာဖိုးကတော့ဖတ်တယ်ပြို့ခေါင်းကိုစိုက်နေတာပဲရွှေပရပိုက်ထဲကစာတွေကိုအလွတ်ကျက်နေသလားထင်ရတယ်ဒီဖိုးကြီးကကြည့်ရတာညံကောင်းမဲ့ပုံပဲဗျတကွေးဝီးနဲ့ဘာသံတွေတုံးဗျအမလီလင်းတို့ကြီးတွေပြို့ကျုပ်တို့နဲ့မလန်းမကန်းမှပြန်နေတာဗျအလိုမျက်နာတွေကလူမျက်နာကြီးတွေပြို့အကောင်ကကြောင်အကြီးကြီးတစ်ကောင်လောက်ရှိမယ်တောင်ပန်ကတော့လင်းတို့တောင်ပန်ကြီးတွေဗျဆရာဖိုးပြောတော့ဂလုံးလာမယ်ပြောပေမဲ့အခုလာတာလူမျက်နာနဲ့လင်းတို့ကြီးတွေဗျအကောင်30လောက်ရှိမယ်ကျုပ်ရှိကိုနှစ်လန်းတိုးလိုက်တယ်ကဲကွာဂလုံးဖြစ်ဖြစ်လင်းတို့ဖြစ်ဖြစ်ငှက်ပဲဗျာကျုပ်ပြစ်ပြီးဖြိုးဒုတိယဂလုံးအင်းနဲ့ပြစ်လိုက်ပြီဟုံးကနေမီးခိုးတွေအလုံးလိုက်ထွက်ပြီးပျောက်သွားပြီယောကျုပ်ဖြင့်စိတ်ထဲမှာပျော်လိုက်တာမပြောပါနဲ့တော့ဗျာဆရာဖိုးကသူ့ရဲ့ရွှေပရပိုက်ကြီးကိုစူးစားပြီးဖတ်နေတော့ပဲဗျာကျုပ်လည်းနောက်ဆုံးအင်းကိုကြစ်ပါအောင်သုတ်ပြီးကြည့်နေရတာပေါ့ဗျာဒါပေမဲ့ဘာမှမလာတော့ဘူးဗျငြိမ်သွားပြီဟောပြီးပြီဆရာဖိုးကဖတ်လို့ပြီးသွားပြီခတ်တုတ်ကျုပ်စီကိုရှောက်လာတယ်မောင်တာတီမင်းကတော့အာခကောင်ပွဲဗျာကျုပ်ကိစ္စအောင်သွားပါပြီတိုက်ထဲကပြန်ထွက်ဖို့ပဲရှိပါတော့တယ်တောင်းဟာဒါဘာတန်တော့ကွာမောင်တာတီရဲ့ဒါဘင်းညိုတီးရဲ့အတန်ဗျစိုးနေတဲ့တချင်းကနန်းကြညိုကြော့ရိုးတရားဗျအေးတော်တော်ကိုကောင်းတဲ့အစိုးတီးပါလားကွသတိထားဟိမောင်တာတီတိုင်နှန်းရှင်မာယာတွေဖြစ်နေအောင်မဲကွာဟာမဟုတ်ဘူးဆရာကြီးဒါကျုပ်တို့ရွာကဘာစောကြီးအတန်ဗျဘင်းညိုဘာစောဗျဟေးကျန်ကြီးဆရာမောင်တာတီယာမင်းတို့ရွာကဘင်းညိုဆရာကဒီတိုက်ထဲမှာရှိပါမလားကွာဒါတိုင်နှန်းရှင်ရဲ့မာယာပဲဟေးသတိထားမောင်တာတီဟာမဟုတ်ဘူးဆရာကြီးဘင်းညိုဘာစောပျောက်သွားတာ10နှစ်ကျော်ရှိပြီဗျကျုပ်သွားကြည့်ခြင်းနဲ့ဆရာစောပြီးတော့အဆောင်ကထွက်လာတဲ့အတန်ဗျကဲဒါဆိုလဲဆရာကြီးလိုက်မှာပေါ့ကွာခတ်တုတ်တော့သွားဟေးအချိန်ကြာလို့မရဘူးကွာဗရန်များရောင်တောက်နေတဲ့နန်းဆောင်ကြီးရဲ့ကြက်သွေးရောင်လိုက်ကာကြီးတွေကိုမာပြီးကျုပ်အထဲကိုကြည့်လိုက်တယ်ဟာနန်းဆောင်တစ်ခုလုံးမှုေးပြီးလင်းနေတာဗျအိုးတလင်ပေါ်မှာထိုင်နေတဲ့မိန်းမကလှလိုက်တာဗျာသူမတက်ရနေတဲ့မိန်းကလေးလေးယောက်ကအတောင်နေကင်လို့ဗျအားလုံးကကြောက်ရွံ့တွေးလို့ငြိမ်နေတာပေါ့ဗျာဆရာဖိုးရဲ့အင်းသွမ်းကထပ်ပါပြီဗျာတတိထားမောင်တာဒီတိုက်ကိုရွှေကြရန်တိုက်လို့ခေါ်တယ်ကွာတလုံးပေါ်မှာရွှေကြရန်တခင်မားကွအဲ့ဟာတွေသူ့ရဲ့ရန်ရွှေတော်တွေကွာဟာဟုတ်ပါဗျာရွှေကြရန်တခင်မားရဲ့ရှိကဂီပါဘုံပေါ်မှာထိုင်းပြီးဘင်းညိုကိုအဆက်မပြတ်တီးနေတာကျုပ်ရွာကဥပါစောကြီးမှဥပါစောကြီးအစေးဗျသူကမျက်စိမမြင်တော့ရွှေကြရန်တခင်မအင်းအချုပ်ခံထားရတာကိုမမြင်ဘူးပေါ့ဗျာသူဖြောပြေးနေကြဒီမှာလာပြီးဖြောပြေးနေတာထင်တယ်ဗျကျုပ်ဘင်းညိုပါသောနာကိုပြေးကပ်လိုက်ပြီးသူ့ပခုံးကိုလှုပ်လိုက်တယ်ဥပါစောခမရထနောင်းဘုံကဥပါစောမော်လားဘင်းညိုပါစောဆိုတာလေဒီတော့မှဘင်းညိုပါစောကသူ့ဆိုတဲ့နန်းကြညိုကြော့ကိုရက်လိုက်ပြီးပြတယ်လေအေးဟုတ်တယ်မင်းကဘာလို့တော့ကျုပ်ကထနောင်းဘုံရွာသားတာတီးဗျမောင်တာတီးဘာစောကိုမြ мян ခေါ်ထုတ်ကွာဝင်တဲ့အပေါက်ရအောင်ပြေးကျုပ်လည်းဘာမှတွေးမနေတော့ပဲမမြင်ဘင်းညိုဘာစောကြီးရဲ့ပခုံးမှာထမ်းပြီးကိုဘာစောကြီးကိုလက်ထက်ဘက်ကဆွဲပြီးပြေးရတော့တာပဲပေါ့ဗျာလက်ထဲမှာဆရာဖိုးပေးထားတဲ့တက်ဆောင်အင်းကအစင်းသင်းဗျဒါပေမဲ့တကားဘက်ကိုရောက်တဲ့ပြီးဘာမှအန်ရမတွေးခဲ့ပါဘူးဗျာကျုပ်တို့နောက်ကဆရာဖိုးထွက်လာတယ်ကဲဟိမောင်တာတီနောက်ဆုံးကျုပ်တိုက်ပြန်ဖြောက်တော့မယ်ပြောဆိုနဲ့ဆရာဖိုးကအင်းနဲ့ချက်ကိုစက်တိုက်ပြေးသွင်းလိုက်တယ်ဗျ
ုံကနေပဲဟောတိုင်နန်းကြီးဘုံကနေပျောက်သွားပြီဗျပထမအင်းကသူတို့ကိုအနှောင်ဖွဲကလှုပ်ပေးလိုက်တာနောက်အင်းကတိုင်နန်းကြီးကိုပြန်ဖျောက်လိုက်တာကွယ်ကဲခတ်တုတ်တုတ်သွားကြတော့ဟေးဆရာကြီးကနောက်ကအခြေအနေကိုကြီးပြီးလိုက်ခဲ့မယ်ချော်တွင်းကုန်းကိုရောက်တော့လင်းကျက်တောင်တွန်းနေပြီဗျဆရာကြီးကဥပတော်ကိုနောက်တစ်ခါတိုက်ကလာမခေါ်နိုင်အောင်အင်းတစ်ချက်ပြချားပြီးတိုက်တယ်မနေ့ပိုင်းမှာပဲကိုကြီးသိမ်းမောင်ကကျုံနဲ့ပင်ညိုပါတော့ကိုသူ့လဲနဲ့လိုက်ပို့တယ်ကျုံမပြန်ခင်ဆရာဖိုးကချုပ်ကိုကြည်သူတင်လွန်းလို့ဆိုပြီးအင်းတွေပေးလိုက်တယ်ဗျဆရာဖိုးရဲ့အင်းတွေစမ်းလာတော့ကျုပ်လက်တွေပါပဲဗျတနှောင်းကုန်းကိုရောက်တော့ကျုပ်ကလဲကိုခိုချက်ကြီးတို့ဝိုင်းထိတန်းမောင်းခိုင်းလိုက်တယ်လေးလေးချက်ကြီးမြန်မြန်လာပြို့ဟာတာဒီဘာဖြစ်လို့တုံးကွာဒီမှာခမည်းပါတွေပင်ညိုပါတော့ကိုကျုပ်ပြန်ခေါ်လာပြီဗျဟေးဟုတ်လားဘဲမားတော့ဝိုင်းထဲကကိုချက်ကြီးတို့မိသားစုကပြေးထွက်လာကြတာပြို့ဟာပါတွေဟာအကိုလေးပါလားပြောရင်းနဲ့ဘင်းညိုပါဆော့ကိုဖက်ပြီးငိုကြပါလေရောဗျာဘင်းညိုပါဆော့ကလည်းမျက်ရည်တွေကျလို့ဗျာဒီတဲ့တင်းကချက်ချင်းအိမ်နီးနာချင်းနေစီပြန်သွားပြီးရွာထဲကလူတွေပါရောက်ချလာကြတာပေါ့ဗျာသူတို့တွေဝင်သွားတဲ့အချိန်မှာပဲကျုံနယ်ကိုသိမ်းမောင်ကလဲနဲ့ပြန်ထွက်လာခဲ့တာပဲပြို့ကျုပ်တို့ရသားတွေဆိုတာအံ့ဩလုံးလို့အဲ့ဒီနေကထမင်းစားဖို့တောင်မေ့နေကြတယ်ဆိုပဲအဲ့ဒီညာကသာပြီးကျုပ်တို့ရွာထဲမှာဘင်းညိုပါဆော့ရဲ့နန်းကြာညိုကြော့ဘင်းညိုတန်လေးကအမြဲလွှမ်းနေတော့တာပေါ့ဗျာဟုတ်ကဲ့အဆုံးထိနားဆင်ပေးလို့ကျေးဇူးပါရှင်နောက်လဲနားဆင်ခြင်းနဲ့ဆိုရင်တော့ကျမတို့ channel လေးကို subscribe လေးလုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်